သူဟာဝေလာ9ရဲ့အမီးကြီးအပေါ်ကိုမြောက်တက်လာပြီးသူ့ကိုမရိုက်မိခင်လေးမှတင်ဝေလာ9မှာပတ်နေတဲ့ကျိုးတွေကိုအမြန်ဖြတ်တောက်ပေးနိုင်ခဲ့ပါတယ်။အကြောင်းကတော့သူဟာ15နှစ်တိုင်တိုင်တန်ဃာတွေရဲ့ပိုက်ကွန်ကျိုးတွေနဲ့ညှိတွယ်နေတဲ့ဝေလာ9တွေရဲ့နောက်ကိုလိုက်လံကူညီပေးခဲ့လို့ပါပဲဒီကျိုးတွေဟာဝေလာ9တွေရေကူးတဲ့အချိန်တိုင်းသူတို့ရဲ့အရေးပြားတွေကိုပိုးပြီးနက်နက်ရှိုင်းရှိုင်းအသားတဲ့အထိဖြတ်တောက်ဝင်ရောက်သွားလိမ့်ရှိပြီးအသက်ရှူဖို့အတွက်ရေမျက်နှာပြင်ပေါ်တက်လာလို့မရအောင်တားဆီးပိတ်လောင်ထားတတ်ပါတယ်။ဒါကြောင့်သူဟာကျိုးတွေကိုဖြတ်တောက်ပေးကပိုက်ကွန်တွေကိုဆွဲထုတ်ပေးပြီးဝေလာ9အကောင်ပေါင်းများစွာကိုလွတ်မြောက်အောင်ကယ်တင်ပေးခဲ့ပါတယ်ဒီလိုကယ်တင်နိုင်ခဲ့တဲ့အချိန်တိုင်းကလည်းဒီတရဝါကြီးတွေနဲ့လက်မအနှဲငယ်အကွာအနီးကပ်ဆုံးအလုပ်လုပ်ရတဲ့အခါသူ့ကိုယ်သူပိုးပြီးယုံကြည်မှုရှိလာစေခဲ့တာပါဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲသူအဲ့ဒီနေ့ကကယ်တင်ပေးလိုက်တဲ့ဝေလာ9ကြီးကတော့လွတ်လွတ်ကျွတ်ကျွတ်နဲ့ကူးခတ်မထွက်ခွာသွားချိန်မှာသူ့ရဲ့အညီကြီးနဲ့သူ့ကိုလွှဲရိုက်မိသွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲသူ့ရဲ့နောက်ဆုံးအကြိမ်ဂယုနာသက်စွာကယ်တင်ပေးခဲ့တဲ့လုပ်ရက်ဟာကန်ဆိုးစွာနဲ့ပဲသူ့ရဲ့အသက်ဆုံးရှုံးရခြင်းအကြောင်းရင်းဖြစ်သွားခဲ့ရပါတော့တယ်